ရှားမာတွေကြီးညိုးတာဆိုပဲနောက်တော့ရှားမာတွေကသူတို့လူတဲ့ဟာတွေအကုန်လုံးစစ်စင်ကပါစေခြင်းငါပြောဒီတို့ငါ၆ပြားတို့ပဲလေးမွေတို့စုံလို့ပေါ့ဗျာအဲ့ဒီလိုပါစေခြင်းတော့ဘုန်းကြီးကပါဠိရရှာမရဖြစ်တယ်လို့တော့ကြမ်းဖန်ရွရမှာပဲမပါလို့လည်းမဖြစ်အဲ့တော့ဘုန်းကြီးကရေသက်ချတဲ့ထည့်ပေးလိုက်ရှုပ်ထွေးစာအမွေဆုပ်ဆုပ်ပြောင်းမှုပြုတ်ကို၎င်းရှေးတေးတေးစာပဲလင်းမွေကြီးကို၎င်းပြားကြတာစာငါ၆ပြားကြီးကို၎င်းလုံးတုံးတုံးစာအုံကြီးကို၎င်းလုံးပြုတ်ရှိစာငါပြောသေးကြီးကို၎င်းဘုန်းကြီးရမ်းချလုံးမီပြုတ်ပြီးရှင်းနေလို့တယ်ငါပြောသေးဟာလာကြောင့်ဘိုးတို့ဘဝတွေပဲငိုက်နေမှာဆိုလို့ခြေကြီးလေးတွေချက်ပြောပေးရငိုက်ကြလားမငိုက်ပါနဲ့နော်ဘိုးတို့ဘဝတွေငိုက်ကိုယ်လည်းငိုက်မှာပဲရှေ့ဆက်ကြပါဦးလို့လေကိုရကရှာစီတတ်ဖယ်နာရောက်ကိုရင်လေးဖြစ်သွားကိုရင်ကလေးဖြစ်သွားတော့အရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့ဆုံးခံကြတော့လေအမလေးသူအတိတ်ကံကြီးကဘလောက်ထိအောင်နှိပ်စက်လိုက်တယ်ဆိုရင်လိုက်ရရန်အဂသာဝကဖြစ်ပေမဲ့လို့သူပါသွားတာနဲ့စွမ်းလောင်းမှုဆိုတာဝေလို့လက်အုပ်ကလေးချီပြီးရှေးခိုးသူမြမရှိတော့တော့ကြောက်เสียကောင်းအရှင်သာရိပုတ္တရာကိုရောမြတ်ကြီးလက်ရရန်ဖြစ်ပေမဲ့အဲ့ဒီကိုရင်လေးပါသွားတာနဲ့စွမ်းလောင်းမှုဆိုတာဝေပြီးတော့လက်အုပ်ကလေးချီပြီးအယိုဒီပြုတ်မဲ့သူတော့မရှိတော့ဘူးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးချက်သိမ်းထရဟန္တာကြီးအောင်ချက်သိမ်းထအတော်ကြောက်เสียကောင်းတဲ့အတိတ်ကမှာလားတော်လေးရလာသမျှဝါအောင်ကျွေးရမှာပဲဝါအောင်ကျွေးပြီးတော့အသက်20ပြည့်တော့ယဟန်ဘဝအောင်ရောက်အောင်ယဟန်ဘုံတော့သွေးမိလိုက်ကိုရင်လေးကယဟန်ဖြစ်သွားအတိတ်ကသူတစ်ပါးမနာလိုပေမဲ့လို့အတိတ်တုန်းကသီလကောင်းခဲ့တယ်ကိုကျကျောင်းနိုင်မှာနေကျင်နေတိုင်းဝိပဿနာဘာဝနာကမ္မထန်တရားတွေစီးပြန်းပြီးတော့လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်ဒီဘဝမှာလာပြီးတော့အဲ့ဒီကုသိုလ်လေးကဒီဘဝမှာလာပြီးတရားဘာဝနာတွေရှုမှတ်လိုက်တဲ့အခါမှာယဟန္တာဖြစ်သွားတယ်ပြောပါဖြစ်သွားတယ်ယဟန္တာကဖြစ်သွားတယ်စွမ်းတထမဝအောင်မဖုံးပေးရနော်တော်ကြောက်เสียကောင်းတယ်ယဟန္တာဖြစ်တဲ့ဘဝမှာတော့မှစွမ်းတထမဝအောင်မဖုံးပေးရနာမည်ကလည်းမဲ့ထားလိုက်တာလာပါနေတဲ့ပုဂ္ဂိုလ်စီဝါရှာမရတဲ့ပုဂ္ဂိုလ်မို့လို့ပွဲနာမည်ကတော့လောတကတိတ်တာတဲ့ပြောဘာတူတဲ့တော့ကြားဘူးသလားမကြားဘူးလောတကတိတ်တာမထီအတိတ်ကသူတစ်ပါးမနာလိုဝန်တိုတဲ့စိတ်တွေကြောင့်ဒီဘဝယဟန္တာဖြစ်တဲ့ဘဝမှာတော့မှအငတ်ငတ်အပြက်ပြက်နဲ့ဒီကနေ့တော့ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးမြင်နေမှုတဲ့လောတကတိတ်တာဒီကနေ့တော့သင်ဒီပရိနိဗ္ဗာန်ဆံတော့မှာပါလားမြင်တော်မူတော့
ဒီကနေ့တော့ဆွမ်းစားပင်လာတဲ့တကားတယောက်ကတော့ရှိနေပြီသူ့ခေါ်သွားပြန်ရင်လေသူ့ခေါ်သွားပြန်ရင်လေရဟန္တာကြီးတော့ချက်သိမ်းထားဆိုတော့လေအကျိုးအကြောင်းတော့ပြောပြငါရှင်တင်ဒီမှာစောင့်နေခဲ့နော်ငါဆွမ်းဖို့ခိုင်းနိုင်မယ်မှန်လားပါဗျာတပည့်တော်သိပါတယ်ဗျာတပည့်တော်ငငယ်ကလေးကဖြဟန်းပေါင်ရောက်တဲ့ဥပိ္ပဇေဆရာမှုတပည့်တော်သိပါတယ်ဗျာတပည့်တော်စောင့်နေပါမယ်ဗျာအေးငါချင်းငါဆွမ်းဖို့ခိုင်းနိုင်မယ်နော်ဆွမ်းဖို့ခိုင်းနိုင်မယ်ဆိုတော့ဟိုရောက်တော့ဆွမ်းပုံပြေတာနဲ့တကားတော့သားတကားတယောက်လာသားဟိုကျောင်းမဦးဝမှာရဟန်းတစ်ပါးရှိတာရော့ဒီဆွမ်းနေဟင်းနေတော့ပို့လိုက်တော့ပို့လိုက်တော့ဆွမ်းနေဟင်းနေပြည့်စုံတော့တည်သွားတာပဲဒါပေမဲ့ဟိုတကားကမေ့ပြီးတော့လမ်းနေသူ့အတူထိုင်စားပြည့်ကုံရောပြန်သွားတော့နေရတဲ့ခေါင်းပေါ်ရောက်ဆွမ်းတယ်လာမပို့ဘူးလောတကတိတ်တော့မင်းအတိတ်ကသူတစ်ပါးကိုမနာလိုဝန်တို့စိတ်တွေဖြစ်လို့အခုလိုမျိုးအငငယ်ပြက်နဲ့နေရပါလားတိခံနောက်တော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးပြန်ကြွလာပြီးတော့အရှင်သင်ဆွမ်းဖုံးပေးပြီမဟုတ်လားမှန်လားပါဗျာတပည့်တော်ကိုဘယ်သူကလာပို့လို့တော့ခင်ဗျငါဆွမ်းတော့ပို့ခိုင်းလိုက်တာပဲမလာပါဘူးခင်ဗျတဲ့ကိုအတိတ်ကံကိုလည်းကိုပြန်တွေးမိရဲ့မှန်လားပါဗျာတပည့်တော်တိတ်တုန်းကသူတစ်ပါးကိုမနာလို့တို့စိတ်ထားခဲ့လို့အခုလိုမျိုးဖြစ်ရတာပါဗျာခဲငါရှင်နေကျွမ်းမဖုံးပေးရင်ဖြစ်ငါညက်နေစွမ်းသာခံကြွေးမယ်ပြပါစွမ်းခံကြွေးဟိုညက်နေစွမ်းဆိုတာကသကာတို့စတုမတူတို့ပေါ့လေညက်နေစွမ်းလိုက်ခံတော့စတုမတူတွေတပိတ်အပြည့်ရဟာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဝါဒအာရဖြစ်ပြန်တော့ရငါရှင်အာရပါရဖုံးမှန်လားပါဗျာတပည့်တော်လက်နဲ့ကင်လိုက်ရင်စတုမတူတွေပျောက်ကုန်နေမယ်ဗျာမပျောက်ပါဘူးငါရှင်ရဲ့ကတိကင်နာပြီနော်ငါရှင်အာရပါရဖုံးတပည့်ကြီးပါသူမပေးရဘူးအပေါက်မပြောက်အပေါက်မပြောက်အပေါက်မပါပဲပျောက်ကုန်မှာဆိုလို့အဲ့ဒီလိုနောက်ဆုံးပရိနိဗ္ဗာန်စံဃာနီးမှာစတုမတူစွမ်းတစ်ထပ်ပဲဝအောင်ဖုံးပေးပြီးတော့လောကဒိဋ္ဌာကြီးပရိနိဗ္ဗာန်စံမြတ်တော်မူရှာသည်ပြပါစံသွားတော့ဘလောက်ကြီးကြောက်ကြရကောင်းတဲ့ယဟနာဖြစ်တဲ့ဘဝမှာတောင်မှအငငပြက်နဲ့ပရိနိဗ္ဗာန်ဆံရတယ်ဒါကြောင့်မို့ဘုရားတို့ဘာဝတို့မနာလိုအိတ်သားမစ္စရိယတွေမထားကြနဲ့မနာလိုအိတ်သားမစ္စရိယတွေထားပြီးတော့သူတစ်ပါးပေါ်သူတစ်ပါးရမယ်လက်လာပါကိုပိတ်ပင်တားရှိခဲ့မယ်ဆိုရင်ခုလိုမျိုးအငပြက်နဲ့နေရလိမ့်မယ်ငပြက်နဲ့ဘဝကိုအငပြက်နဲ့ချက်သန်းရလိမ့်မယ်ဒါကြောင့်မို့မနာလို့အိတ်တာမစ္စရိယတွေမထားရဘူးအဲဒါကြောင့်မို့တရားကောင်းကြီးကပါတဲ့ညင်မြတ်သူတို့နှလုံးသားယနေ့နှလုံးသားနာယီကူညီမှုအသိ3နှစ်ပြည့်
Pi mai Dhamma the Ben Dunya Dia Wino, Mia Duro Nalonda. Do a Balawe Chanda Chanda Balawe Amu Mia Balawe Yu Choja Balawe Yaduana Chichi. No going Biore, Yama we had a dia liva, Mesavia Ho Jare. Sama we had a dia liva machine, Mia de Bogo, Makobu, Dajamu, Nieda, Karuna. Mudida, Ubega, Zura Biama, we are there, Lebane, Ani Biama, we are there, Lebago, Lina, Chain on Naye, Mulula. The Biama, we are there, Lebane, Ani, Lina, Chain on Name, so ye, Adi Bogo, Mimia dead, Nalonda Pidavi. Tajamu, Mimia dead, Nalonda Pia, Choza, Malula. Lure Yarana Digani Mimia de Nalonda, Zure Dialigo Tiniama Benigo Joyene Ore Bavali Levadigane do the Kudo Gamuja Mao Manama de Mabone Bango Lemian Soswa Yauna Yavazi, Yana Yavazi, Lu Sudawi Katari the voice will be a song that Yaya. Baza Zaba Zodayan to Otan to Mingala to den to Dogarenga me, Burin to Daba Barame Baza Zaba Koji go nga Kode Dana Pioja Sanya Dadawa Udamiarudi Dodayan to Maya Macau Mayu Neda Chisa Isa Nanjavazi Gondari Do Mengala Jada Yesha Welang Gabien Sam Punyago Nipshiwe Kauta Hando Kawa Moda Alenya Leya Tamya Noja Nanjavazi Gondari Togadenga me Abe Dogadi Yami Aja Magao Nizo do the Yogo Do then to Lana Dea Sabje Pio Piana Yavazi Hongadi Baba Badame Allow Alea Piegang Yadi Lompia Seli Badami about a jingango Purendo doesn't yin the yin on Malay Bonde Pigeon Nayavazigo Nadi Hello. How about you? Kana season Leya, Mimilo Masija, Tingani Decoa, what is up in Miago, Saka Ludaya season Pipare Kamia. Original, Parida Bingo General, a young Saka Mafia. Parida Ben Lucimia, Jaro Malamiji, Midazu, Parida Ben General, Saka Ludama Pipare. Malamiji Nyoima Konyoima Makanza Win Midazu Dedavin Sakama Fibare Kojo Winton Madanaso Tambi Enchunga Midazu